ဘဝမှာမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေနဲ့ပြည့်နှက်နေပြီးအဲ့ဒါတွေကိုခက်ခက်ခဲခဲကြော်ဖြတ်ဖို့စူးစမ်းနေသူတယောက်ရှိပါ အလောက်ကအနားယူရင်လက်ရှိဆောက်လုပ်ရေးခေါင်းဆောင်အဖြစ်လောက်ကင်နေတဲ့ဟန်ဆော်ကျွန်းတယောက်ဇနီးတဲ့နဲ့အတူအနာဂတ်ခီးလန်းကဖြောင်ပြူးနေခဲ့ပါတယ် မင်္ဂလာပါကျွန်တော်ရဲ့ channel လေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ YouTube နဲ့ TikTok တွေမှာတစ်လကိုဒေါ်လာထောင်နဲ့ချီရနေတဲ့ movie recap လုပ်နည်းကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့ကတော့ကြိုတင်ပြီးလုပ်ထားရမယ့်အချက်၃ချက်ရှိပါတယ်နံပါတ်1ကတော့ကို recap လုပ်မယ့်ဇာတ်ကားကိုဒေါင်းထားရပါမယ်နံပါတ်2ကဇာတ်ကားနာမည်ကိုတည်ထားဖို့ပါဘာလို့လဲဆိုတော့ AI ကိုသုံးပြီး script ရေးတဲ့အခါဇာတ်ကားနာမည်တည်ထားမှအဆင်ပြေမှာမလို့ပါနောက်ဆုံးအချက်ကတော့ဇာတ်ကားကိုတစ်ခေါက်လောက်တော့ကြည့်ထားဖို့လိုပါမယ်ဒါမှသာ edit တဲ့အခါလိုချင်တဲ့အပိုင်းတွေကိုအလွယ်တကူပိုင်းဖြတ်လို့ရမှာပါကဲဒီ၃ချက်ပြင်ဆင်ပြီးပြီဆိုရင်တော့ movie script ဘယ်လိုရေးရမလဲဆိုတာပြောပြပေးပါမယ် script ရှာဖို့အတွက် Google Gemini ကိုအသုံးပြုပါမယ်ကဲဒီထဲရောက်ပြီဆိုရင် movie recap bot prompt တစ်ခုလို့ရေးပြီးပို့ပေးလိုက်ပါမယ်သူပို့ပေးတဲ့စာတွေကိုအကုန် copy ယူပြီးတော့ပြန်ပို့ပေးလိုက်မယ် Okay အခုဆိုရင်ကိုလုတ်ချင်တဲ့ဇာတ်ကားနာမည်ရေးပေးုံပါမယ်ကျွန်တော်ကတော့ My Little Bride ကိုရီးယားဇာတ်ကားလေးကိုရေးခိုင်းလိုက်ပါမယ်ဇာတ်ကားနာမည်နောက်မှာကိုလိုချင်တဲ့ဗီဒီယိုအရှည်ကိုပါတစ်ခါတည်းထည့်ရေးပေးပါသူရေးပေးတာမှန်မမှန်ကိုတော့တေချာဖတ်ပြီးစစ်ပေးဖို့မမေ့နဲ့အောင်နော်ကဲ script ရပြီဆိုတော့ editing လုပ်တဲ့အခါ video clip တွေကိုဘယ်နေရာမှာထည့်ရမလဲဆိုတာပါတစ်ခါတည်းရေးခိုင်းလိုက်ပါမယ်သူကဘယ်အပိုင်းမှာဘယ်လိုပုံစံတွေထည့်ရမလဲဆိုတာတေချာပြောပြပေးမှာပါOkay script နဲ့ clips နေရာတွေရပြီဆိုရင်အကုန်လုံးကို copy ယူပြီးတော့ note ထဲမှာမှတ်ထားလိုက်ပါမယ်ကျွန်တော်ကတော့အခုပြရုံတင်မလို့ intro ဘိုင်းလောက်ပဲယူပြီးလုပ်ပြပေးပါမယ်ကဲအခု voice over အပိုင်းကိုတွားကြမယ်အတန်သွင်းဖို့အတွက် Google AI Studio ကိုသုံးပါမယ်အရင်ဆုံး United States VPN တခုခံပေးရပါမယ်ပြီးရင် Chrome ကနေ Google AI Studio လို့ရှာပြီးဝင်လိုက်ပါမယ်ဒီထဲမှာအရေးကြီးတာက Multi Speaker Audio ကို Single Speaker Audio ပဲဖြောင်းပေးဖို့ပါပြီးရင် temperature ကို 0.5 ပဲထားပေးပါစကားပြောကပိုမြန်ချင်းရင်တော့1လောက်အထိထားလို့ရပါတယ် voice နေရာမှာတော့ Sharon ကိုယူပေးပါသူကမြန်မာစကားကိုတော်တော်လေးပီပီတတပြောပေးနိုင်တဲ့အတန်မျိုးပါကဲစောနာက note ထဲက script တွေကိုဒီပိုင်းချင်းစီ copy ကူးပြီး text နေရာမှာထည့်ပါမယ်ပြီးရင် run control ကိုနှိပ်ပြီးခဏစောင့်ပေးလိုက်ပါကဲအတန်ထွက်လာပါပြီတစ်ချက်နားထောင်ကြည့်လိုက်အောင်ကဲပရိသတ်ကြီးဒီနေ့မှာတော့ကျွန်တော်တို့ငငယ်ကအရန်နာမည်ကြီးခဲ့တဲ့ကိုရီးယား rom-com ကားကောင်းလေးတကားကိုပြန်ပြီးခန်းစားကြည့်ကြရအောင်ဒီကားကရိုးရိုးအချစ်ကမဟုတ်ဘူးဗျစိတ်ကူးကြည့်ပါခမ ्या ကအသက်16နှစ်ပဲရှိသေးတယ်အထက်တန်းကျောင်းသူလေးရီးစားတာကောင်းကောင်းမထားဘူးသေးဘူးဒါပေမဲ့တနေ့မနေ့မိုးလင်းလာတော့ကို့အဘိုးရဲ့အတင်းအဓမ္မအစီအစဉ်မှုကြောင့်ကိုလုံးဝမချစ်တဲ့ကို့ထက်အသက်အများကြီးကြီးတဲ့ဦးလေးကြီးတယောက်နဲ့လက်ထက်လိုက်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါလည်းမကသေးဘူးနော်အဲ့ဒီခင်မွန်းတယ်ဆိုတဲ့လူကအဆင်ပြေပြီဆိုရင်တော့
download ဆွဲလိုက်ရုံပါပဲအတန်အားလုံးရပြီဆိုရင်တော့ video editing စလို့ရပါပြီကိုကျွမ်းကျင်တဲ့ software နဲ့လုပ်ပါကျွန်တော်ကတော့ InShot နဲ့ပဲလုပ်ပြပေးပါမယ်ကဲ InShot ထဲဝင်လိုက်ကြစို့ကဲ new ဆိုတာကိုတစ်ချက်နစ်ပြီးဝင်ပေးလိုက်ပါမယ်ကိုလုံးမိတ်စကားကိုရွေးပေးလိုက်မယ်ပထမဆုံးလုံးဟာမှာကတော့ video site ရွေးဖို့ပါ canvas ကိုတစ်ချက်နှိပ်ပေးလိုက်မယ် YouTube မှာတင်မယ်ဆိုရင်တော့ 16.9 ကိုရွေးပြီး TikTok မှာတင်မယ်ဆိုရင်တော့ 9.16 ကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ YouTube အတွက်မလို့ 16.9 ကိုပဲရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုတော့ video ကို copyright မထိအောင်လုပ်ဖို့အတွက် rotate ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင် video ကိုပြောင်းပြန်လုပ်ပေးရမှာဖြစ်လို့ flip ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးတော့အတန်ကိုပါတစ်ခါတည်းပိတ်ထားရမှာဖြစ်ပါတယ်အတန်အကုန်လုံးပိတ်ဖို့ mute clips ကိုနှိပ်ထားလိုက်ပါဒါဆိုရင်မူရင်းအတန်လုံးဝမပါတော့ပါဘူးဒီထဲမှာအထက်ကသုံးရမယ့် tools နှစ်ခုကတော့ split နဲ့ delete ပါပဲ video ကိုဖြတ်မယ်ဆိုရင် split နဲ့ဖြတ်ပြီးမလိုအပ်တာတွေကိုဖြတ်မယ်ဆိုရင် delete ကိုသုံးရမှာပါကဲဖြတ်ကြည့်အောင် split ကိုနှိပ်လိုက်တာနဲ့အပိုင်းနှစ်ပိုင်းဖြစ်သွားပါပြီဖြတ်ချင်တဲ့အပိုင်းကိုတစ်ချက်ထောက်ပြီး delete ကိုနှိပ်လိုက်ရင်ပြတ်သွားပါပြီနောက်တစ်ခုကတော့ကို AI နဲ့လုပ်ထားတဲ့ audio ကိုထည့်ရပါမယ် music ထဲက my music ထဲမှာကိုအတန်တွင်းထားတဲ့ file ကိုရွေးပေးလိုက်မယ်ပြီးရင်တော့ Gemini ကရေးပေးထားတဲ့ video clip စီးရင်ကိုတွားကြည့်ပါမယ်သူပြောထားတဲ့ highlight အခန်းတွေကိုမြန်မြန်ဆန်ဆန်ပြရမှာဖြစ်လို့ဘိုးအောင်တောင်းမှာပြေးလွှားနေတဲ့ပုံမင်္ဂလာဆောင်မှာမျက်နှာပြက်နေတဲ့ပုံစတဲ့အခန်းတွေကိုရှာပြီးထည့်ပေးလိုက်ပါမယ်ဒါနဲ့သတိပေးစရာတစ်ခုရှိပါသေးတယ်ဗီဒီယိုကလစ်တွေကိုအများဆုံး9စက္ကန့်ပဲယူပါ9စက္ကန့်ကျော်ရင်တော့ copyright ထိနိုင်ပါတယ်ကဲအပိုင်းအားလုံးကိုဒီလိုပဲဖြတ်ပြီးထည့်သွားလိုက်ရုံပါပဲ
ရိသတ်ကြီးဒီနေ့မှာတော့ကျွန်တော်တို့ငယ်ငယ်ကအရန်နာမည်ကြီးခဲ့တဲ့ Korea rom-com ကားကောင်းလေးတကားကိုပြန်ပြီးခန်းစားကြည့်ကြရအောင်ဒီကားကရိုးရိုးအချစ်ကမဟုတ်ဘူးဗျစိတ်ကူးကြည့်ပါခမည်းကအသက်16နှစ်ပဲရှိသေးတယ်အထက်တန်းကျောင်းသူလေးရီးစားတောင်ကောင်းကောင်းမထားဘူးသေးဘူးဒါပေမဲ့တနည်းမနဲ့မိုးလင်းလာတော့ကို့အဘိုးရဲ့အတင်းအဓမ္မစီစဉ်မှုကြောင့်ကိုလုံးဝမချစ်တဲ့ကို့ထက်အသက်အများကြီးကြီးတဲ့ဦးလေးကြီးတယောက် အားလုံးပြီးလို့ဗီဒီယိုကို save မယ်ဆိုရင်တော့အပေါ်က export ကိုနှိပ်ပြီး save လိုက်ရင်ရပါပြီကဲကျွန်တော်ရဲ့ဗီဒီယိုကအသုံးဝင်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့ဘူးเนาะဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်เนาะ